လူပိသခြင်းရဲ့လူသားတစ်ယောက်ဖြစ်ခြင်းအနည်းဆုံး၅ပါးသီလလုံခြုံအောင်ထိမ့်မှစစ်မှန်တဲ့လူသားတစ်ယောက်ဖြစ်မဟုတ်ရင်လူတိရစ္ဆာန်ရှင်းတယ်နော်အဲ့တော့၅ပါးသီလကတော့မဖြစ်မနေထိမ့်ကိုထိမ့်ရမယ်ဒါတစ်ပိုင်း၈ပါးသီလကြတော့အထူးထိမ့်တာမထိမ့်ပြစ်ဘာဖြစ်တော့ဘာမှမဖြစ်ထိမ့်ရင်ကုသိုလ်ရတယ်မထိမ့်လို့အပြစ်မရှိရှင်းလား၅ပါးသီလကတော့မထိမ့်ရင်ကိုအပြစ်ရှိတယ်လူသားတစ်ယောက်ပိသအောင်ထိမ့်ကိုထိမ့်ရမယ်ကောင်းပြီအဲ့တော့ဒါနသီလဘာဝနာဆိုတာကသာသနာ့ဘာဝနာသာသနာ့ကြတော့သမထဘာဝနာပေါ့မေတ္တာကရုဏာမုဒိတာဥပေက္ခအစရှိတဲ့ပြောစုတရားတွေပွားများခြင်းပထမဇန်ဒုတိယဇန်တတိယဇန်သရုပ်ဇန်အစရှိတဲ့ဇန်တရားတွေပွားများခြင်းဆိုတာဒါကသမထဘာဝနာအခုဦးဇင်းတို့တော်ကောင်းတို့လိုက်စားနေကြတဲ့တရားတွေကြတော့ဝိပဿနာဘာဝနာဘာလဲဝိပဿနာကြတော့ဘုရားပွင့်မှရှိတဲ့ပေါ်ထွန်းနိုင်တဲ့တရားဘုရားမပွင့်ရင်ဒီဝိပဿနာအလုပ်ရှိဟုမသိဘူးအဖိစိကဗုဒ္ဓဘာညာတော့ဒါမပြောနဲ့ပေါ့လေအဲ့တော့တကယ်သာသနာ့ဘာမှာဝိပဿနာအလုပ်ဆိုတာရှိဝိပဿနာဆိုတာလည်းဘာလဲဆိုတော့ဝိဆိုတာအထူးပတ္တဆိုတာရှုကြည့်နေတာအထူးသဖြင့်ရှုကြည့်အဲ့နေရာမှာသူများကြည့်တာလားကိုယ့်ကိုယ်ကြည့်တာဒါကြောင့်မင်းကုသကပပဝရီကိုကြည့်တဲ့အကြည့်မျိုးကိုဝိပဿနာလုပ်နေပါလဲဆိုရသေးတယ်နော်ခြေသမားများခြေကနန်းကြည့်တယ်လို့မှန်လားအထူးကြည့်တယ်သူကအဲ့ဒါဝိပဿနာဖြစ်သလားဝိပဿနာဆိုတာကခန္ဓာအရှိနဲ့လာပြီခန္ဓာအရှိနဲ့ဉာဏ်အသိခန္ဓာအရှိနဲ့အရှိကိုအရှိတိုင်းသိအောင်ကြည့်နေတာဝိပဿနာဒါမို့လို့တရားအထုတ်တဲ့ပုဂ္ဂိုလ်တွေကြတာတချို့ပြင်းတဲ့လူတွေအသိပညာမပြည့်စုံတဲ့လူတွေတရားဆုပ်ယုပ်တဲ့လူတွေကဘာပြောလဲတရားထုတ်ဖို့သွားတဲ့လူတွေအမလေးတရားရှာကိုမှတွေ့တရားဆိုတာကိုယ်ခန္ဓာရှိတာရိပ်သာသွားအထုတ်မှမဟုတ်ပါဘူးပုဂ္ဂိုလ်ကိုဒုက္ခရှာလို့ဒီလိုပြောတဲ့လူတွေလောကမှာရှိတယ်နော်အဲ့လိုပြောတော့တရားထုတ်တဲ့ယောဂီကြီးတွေကမခံကျင်ကြဘူးဦးစင်းကိုလာတိုက်နေအရှင်ဗျာတပည့်တော်တို့ဗျာပြောလိုက်ကြတာအဲ့ဒီလူတွေတပည့်တော်သူတို့စားလဲရင်လေးပါရဲ့ဘာညာပေါ့လေမာတော့သူမကျေနပ်နေတာအဲ့တော့တပည့်တော်တို့ပြောလိုက်တယ်တဲ့အဲ့ဒါတရားအထုတ်တာကိုဒုက္ခကိုရှာတဲ့လူတွေအိမ်မှာအထုတ်လဲရတာပဲတရားဆိုတာကိုယ့်ကိုကြည့်သိနေတာပဲဒီလိုပင်မခံပြီးထိုင်နေမှမဟုတ်ဘူးပေါ့လေဒါငါပြင်းနေရဘေးကနေဝိုင်းပြီးတော့အဲ့လိုလူမိုက်ကလူမိုက်ဆွဲတရားဟောတာပေါ့အဲ့ဒါလိုပြောတော့ဒကာမကြီးဘာလို့မကျေနပ်နေတာလဲဒကာကြီးဘာလို့မကျေနပ်နေတာလဲသူပြောတာအမှန်ငါတို့တရားအထုတ်ကြတယ်ဆိုတာတကယ်တော့ကိုယ်ဒုက္ခကိုရှာတာပဲဘာလို့လဲအဲ့ဒီစကားကြည်ရောကြည်နက်ကကိုယ်ဒုက္ခဆိုတော့ကိုယ်မှာရှိတာခန္ဓာဘယ်နှပါးဒါသစ္စာအဲ့ဒီဒုက္ခသစ္စာကိုဒုက္ခသစ္စာပဲလို့သိအောင်လုပ်နေရတာခင်ဗျာရှင်းလားရှင်းပါဗျာအဲ့တော့မဲတို့အခါတည်းကျတော့ဒုက္ခသစ္စာကိုအရိယာဘုတ်ဖုံးနေတယ်ပညာရှိတွေကဟောဆိုဒီအရိယာဘုတ်ကလေးပြင်ရမလားမပြင်ရဘူးလားပြဿနာတက်နေရတဲ့အရှိဒုက္ခပြောက်ရှင်းလားဘယ်တော့ပြုပြင်ပေးဒီခန္ဓာကြီးကမသစ္စာကြီးတရားထုတ်တဲ့လူကကိုယ်ခန္ဓာအလိုလိုက်ရမှာလားအမှန်သိအောင်လုပ်ရသူကနှိမ့်ဆက်ပြနေနှိမ့်ဆက်တာမြင်အောင်ကြည့်နေပေါ့နော်သူကဆင်းရဲတာပြနေအဲ့ဒါမြင်အောင်ကြည့်ပါဆိုမှနာလုံးလို့ပြောင်းလိုက်တယ်သက်သာရာရှာတယ်ဆိုတော့ခန္ဓာအလိုလိုက်နေတာအလိုလိုက်ပြီဆိုကြတဲ့လောဘဒေါသမောဟဘာသွားပြီတို့လောဘဒေါသမောဟအလိုလိုက်ရမှာလားဉာဏ်အလိုလိုက်ရမှာအဲ့တော့ဉာဏ်ကနှုတ်နေတဲ့အခါကျတော့ဉာဏ်ကနဲနေတဲ့အခါကျတော့အဲ့ဒီအရိယာဘုတ်ဖုံးနေတာနဲ့တကယ်အရှိဒုက္ခသစ္စာမသိတော့
တချို့ကြတော့လဲထိုင်တာကြိတ်မိတ်ပြီးတော့ပေးထိုင်တာများတော့တဏှာကြီးလဲနာကျင်ကြိုက်ခဲမှုမရှိနှစ်နာရီလဲနာကျင်မှုကြိုက်ခဲမှုမရှိဆိုတော့တပည့်တော်တို့လေတဲ့ဝေဒနာကိုမပေါ်တော့ဘာရှုရမှမသိဘူးဟမ်တချို့ကဒီလိုလာသေးတာခန္ဓာရှိရင်ဘယ်ရှိတယ်အဲ့ဒါရှိတဲ့ဝေဒနာလည်းမသိညာကနှုံးတော့ तू ကနာမဝေဒနာထင်နေတာဟမ်နာကျင်ကြိုက်ခဲမှဒုက္ခထင်နေတာဟုတ်ပြီနော်ဒီခန္ဓာရှိကြတဲ့ကခန္ဓာကြီးရုပ်တရားနံတရားတွေကမြဲသလားမမြဲဘူးလားမမြဲခြင်းကြောင့်ချမ်းသာသလားဆင်းရဲသလားအဲ့ဒါမြင်အောင်ကြည့်နေရမယ်ရှင်းတယ်နော်ဒါဖြင့်ဒုက္ခဝေဒနာလည်းဖြစ်ပြီးရက်တာပဲဒုက္ခဝေဒနာလည်းဖြစ်ပြီးအဲ့တော့ဒုက္ခကချမ်းသာသလားဒုက္ခချမ်းသာကြောက်ပြောတယ်ဘာလို့မချမ်းသာဟမ်အေးလေဖြစ်ပြီးပြက်ပါဆိုဒုက္ခရောမြဲသလားမြဲမှမမြဲပဲဒင်းချမ်းသာတယ်လို့ပြောလို့အဲ့ဒါအဲ့ဒီအဖြေရောက်အောင်ရှားမှာရှင်းတယ်နော်အဲ့ဒါလို့တန်တရားတစ်ခွင်ကတို့ကိုယ်ခန္ဓာကိုယ်အကြောင်းတောင်သိခဲ့သလားလို့မေးမသိဘူးမသိတာကမသိတာကအဝိဇ္ဇာပြုလုပ်တာကအဝိဇ္ဇာပစ္စယသင်္ခါရလောက်ခဲ့ကြတော့သင်္ခါရပစ္စယခန္ဓာဘယ်နှပါးရ၅ပါးရတော့ဝိညာဉ်ခန္ဓာဘယ်နှပါးရတယ်အဲ့ဒီခန္ဓာ၅ပါးကိုလည်းခန္ဓာ၅ပါးရဲ့လို့သိရလားမသိဘူးယောက်ျားပဲမိန်းမပဲပုဂ္ဂိုလ်တ attva ပဲမလုပ်ကြဘူးလားသူကိုယ်ပဲကိုယ်ကိုယ်ပဲလုပ်တာလည်းမရှိဘူးလားရှင်းလိုက်တော့ငါကိုငါဟာလှုပ်လိုက်တဲ့အတွက်ကိုယ်ခန္ဓာကိုယ်ကောမခင်ဘူးလားအရင်ဆုံးလာတာအဲ့ဒါပဲငါဟာလို့ရင်ကိုယ်သားသမီးလဲငါသားသမီးဆိုတော့ဘာဖြစ်လဲခင်တာပဲဘာခင်သမီးခင်ပစ္စည်းခင်ကိုခင်တာကတဏှာခင်ပြီဆိုမှတော့ရိုးရိုးလားဆွဲလန်းဆွဲလန်းတာကဥပါဒနာတော့ဥပါဒနာပစ္စယကာမဘဝဒါလေးပြောချင်တာခုတသံတရားလုံးတစ်သက်လုံးငါတို့လှုပ်လာတာဥပါဒနာပစ္စယကာမဘဝခုလှုပ်နေတဲ့ကာယကံတွေဝစီကံတွေမနောကံတွေဘသူအုပ်ချုပ်မှုအောက်မှာရှိဥပါဒံအုပ်ချုပ်မှုအောက်မှာရှိဘယ်အုပ်ချုပ်မှုအောက်မှာတဏှာနာနီမုတ်ဆိုနာနီကဲတဏှာတွေအသိနဲ့ကြည့်ငါဖမ်းတတ်တဲ့လူကလူတော်လားငါများဖမ်းနိုင်တဲ့လူကလူတော်တဏှာဒါပဲလေတဏှာဒါပဲငါဖမ်းထွက်သွားလို့ငါရပြန်လာမှလူတော်ဟမ်မုတ်ဆိုနာနီမုတ်ဆိုးကလည်းတောလိုက်ထွက်သွားသားကောင်ငါးကောင်ရအောင်ဖမ်းနိုင်တဲ့လူနဲ့မရအောင်ဖမ်းနိုင်တဲ့လူဘယ်သူကလူတော်လဲဘယ်သူကပြောထားဥပါဒံကပြောဥပါဒံဆိုတာဆွဲလန်းမှုကိုနိစ္စရာပတ်ဝန်းကျင်နဲ့ဆွဲလန်းထားတာအဲ့တော့ပွဲစားဆိုရင်လေပွဲညွန့်များရတဲ့လူနဲ့ပွဲညွန့်မရပဲပွဲပြီးသွားတဲ့လူဘယ်သူကတော်တယ်လဲwelcome နဲ့ဘယ်ရလဲဟိုကအဲလူတော်တွေသွားကြရှင်းလားဘောပေါက်သလားဈေးရောက်နေနည်းနည်းမြတ်အောင်ရောင်းနေတဲ့လူနဲ့များမြတ်အောင်ရောင်းတဲ့လူဘယ်သူလူတော်လဲများမြတ်ရှင်များခိုးပေါ့ရှင်းလားမခိုးပဲရောင်းလို့မရဘူးလားမလိမ်ပဲပွဲစားလုပ်လို့ဟုတ်ပါမလားမုသားမပါလေချောအောင်တော့လုပ်အောင်ပေါ့တချောစီထည့်ပေးတယ်ဘယ်ရောက်ကြောင်းဟိုရောက်ဆောင်သူကလမ်းကနှုတ်ကလေးဖြူနေတာနိုင်လွန်ကတ်တရားမှညင်းဣနေတာပဲနော်ဘာပြည်ကလမ်းနေတော့မကြည့်နဲ့နိုင်ငံခြားလမ်းနေပြောနော်အဲ့တော့ငရဲရောက်ဖို့များဆိုရှောကနေနေတာဒါကိုသူတို့ချောစီထပ်ထည့်ပေးတယ်မူသားလေးနဲ့မြန်ရောက်သွားအောင်ရှင်းလားအဲ့ဒီမှာဦးသိပြောချင်တာလေအားလုံးဒီနေ့ညဖေးချင်တဲ့စကလုံးလေးတစ်လုံး
ငါတို့လောက်ကင်နေသမျှအားလုံးဟာငါတို့ပတ်ဝန်းကျင်မှာဆွဲလန်းမှုတဲ့ဥပါဒံပေါ်မူတည်ပြီးလုံနေကြတယ်။ဘာမျိုးပေါ်ကလေးတွေကြတော့မြေကြီးပေါ်မချနိုင်တဲ့မြေကြီးပေါ်ချရဲတဲ့အတန်ဖြစ်မှတို့ဘာဖြစ်မှတို့ဆရာဝန်တွေလျှောက်ပြောတာနဲ့ခါရတာမို့ရနော်။ဟိုးတော်ရဲကလေးတွေမြေကြီးရွာကလေးတွေကြမြေကြီးပေါ်ချမာပြီးဘဲလုံးမိုးမိလဲဘာဖြစ်ပါဘူး။ဟမ်သွားခြင်းလို့သွားဆောခြင်းလို့ဆောနေဘာယောဂမှမရှိမျိုးပေါ်လက်ပေါ်ထားတဲ့ဟာတွေယောဂဖြစ်လို့ကိုမပြီးနိုင်ရန်ကုန်ကားတွေကြည့်ပြီးတနာတယ်သူတို့မြေကြီးနဲ့ကိုမထိရနော်မြေကြီးနဲ့မထိရတဲ့ဘာအတွက်ဘာဖြစ်လို့ဆိုပထဝီဓာတ်မရဘူးလို့အဲ့တော့အယိုးကြီးပေါင်းတက်တာလို့နော်အဲ့ဒါလာမဲ့အဲ့ဒါပထဝီဓာတ်မရခြင်းကြောင့်လာမဲ့ပြဿနာတွေသွေးကြောလေကြောပိတ်တာတို့ရန်ကုန်သားတွေပိတ်တာဖြစ်ကုန်သွေးကြောတွေပြောတာပါရှင်းလားကိုဆုံးရှုံးနေတာမသိဘူးအမလေးငါတို့မျိုးပေါ့ဗာမြေကြီးမှမပေးဘူးဟုတ်တယ်မြေကြီးဓာတ်ကလိုအပ်တဲ့ဓာတ်ခန္ဓာကိုယ်အတွက်သူကသာဇာတ်ပြောင်းလုပ်တာအဲ့လိုမျိုးပေါ်လူတွေအသက်ရွယ်50ကျော်60ဆိုရင်ဒကမာကြီးတွေဒူဝနာတာလှုပ်နိုင်အိပက်ဖြစ်ကုန်ပြီနော်ကလေးတွေကြည်ပြန်တော့လဲအမလေးနည်းနည်းပါးပါးလှုပ်လိုက်တာနဲ့မောနေပြီရောကြည်ရတာမင်းတို့အသက်ဘယ်လောက်လို့ဆို20နာစားမှာ boxing တို့40ကျော် okay သေးတယ်ရှင်းလားတော်တာကွာသဘောပါလားအဲ့ဒါပါလဲဆိုတော့ကိုယ်ကဝန်းကျင်လေးနဲ့ကိုဆွဲလန်းမှုနဲ့ကိုဟာကိုအဟုတ်ထင်နေတာအမှန်တရားကိုရှာမတွေ့ရှင်းလားသဘောမပေါက်သလားအခုယောဂတွေများနေတယ်ဘာကြောင့်များလဲမစဉ်းစားဘူးများတာပဲစဉ်းစားအဲ့တော့တို့ကအခုစဉ်းစားကြည့်နေသိတဲ့လူကြတော့လေကုန်းမင်္ဂလာတို့အစားစားမယ်ဆိုဘာမှမကြည့်ဘူးမျိုးချလိုက်ဘာလို့လဲဆိုတော့အသီးရွက်စားမယ်ဆိုတော့ ਨੇ ပိုးသက်ဆေးတွေနဲ့ဒါအစိတ်တွေပဲဝက်ဆင်းနေအသားငါစားမယ်ဆိုတော့လေရမ်းနေနဲ့ရေထိုးထားတာကများတယ်ဘယ်ဟာမှလက်လက်ဆက်ဆက်ကောင်းကောင်းမွန်မွန်ရှိဆိုတော့အသားငါလည်းအန်နေရပဲအသီးရွက်ကရောစီစားမယ်ကြံတော့လဲစီရလည်းစားဦးစီတွေပဲလူသားလက်နဲ့တွေခဲတစ်မျိုးလုံးကြောက်အောင်လုပ်နေတာမပူနဲ့နော်ရှင်းလားသွေးကြောလေကြောတွေပိတ်သွေးကြောလေကြောပိတ်တဲ့အတွက်ယောဂများတယ်ယောဂများတဲ့အတွက်ဉာဏ်နေနှုတ်တဲ့အတွက်ဘာဖြစ်လဲစိတ်ဓာတ်ခွန်အားမရှိတော့လူရိုးပြောက်မဲ့ကိန်းရှင်းလားအဲ့ဒါဘာလဲဆိုတော့ကိုယ်ပိုင်အသိဉာဏ်နဲ့ထိုးထွင်းပြီးတော့ကြံစီခြင်းရှာဖွေခြင်းမရှိတော့ဥပါဒံခိုင်းတဲ့လောက်ကလေးစားနေကြအတိုင်းစားသွားနေကြအတိုင်းသွားရှင်းတယ်နော်သဘောကိုပါသလားကိုလုံးနေတဲ့လို့အကျိုးရှိမရှိလဲမသိတော့ထိုကလေးတွေလို့ပေါ့အရွယ်ရောက်လာပြီဆိုဒီရန်ကုန်ကကလေးတွေတနာတယ်ဆိုကျိုးတဲ့တော့နေတိုင်းမှာသတိပေးထားတယ်9နှစ်မပြည့်ကျောင်းမအနေနဲ့ဘာမှလည်းမသိနဲ့ကွာစကားတက်ရင်တော်ပြီတော့9နှစ်မပြည့်ခင်ကတည်းကတခါတည်းမူကျိုးမှာနိုင်ငံတကာမှာဥပဒေရှိတယ်9နှစ်မပြည့်မရှင်ဘာမှမသိရအောင်စံပွဲတွေပါလို့ဆက်ရဟိုဒီမှာတော့မူကျိုးကလေးပြိုင်ပွဲတွေလို့ဘွားစစ်ဒါစစ်နေဆိုကလေးတွေအုံနောက်တွေကဝန်ပိပြီးတော့ကြီးလာတော့ဘာမှမထွန်းကားတော့ဘူးစိတ်ဓာတ်ခွန်အားမရှိတော့ကလေးဟာဆော့ခြင်းကဆော့ကိုဆော့လွတ်လပ်ခွင့်ပေးရသူ့ကိုလွတ်လပ်စွာ노ကြခွင့်တက်ကြွခွင့်ပေးရခုတော့မဟုတ်ဘူးသူတို့ကအပြိုင်တက်ချင်တာနဲ့နွေရာသီကျောင်းပေးရဆိုဘုရားက3လ freedom ကလေးတွေအတွက်အုံနောက်ဖွံ့ဖြိုးခြင်းပေးထားတာအခုတော့မဟုတ်ဘူးအဲ့3လထဲမှာဂျပန်စာသွားသင်ဟုတ်တရုတ်စာသွားသင်ဟုတ်ဆိုအကုန်သိသူမင်္ဂလာတို့ကြုံမှုတယ်မနေ့ကဂျပန်စာနဲ့ဂျပန်စကားပြောတက်တယ်ညနေကတရုတ်စာနဲ့တရုတ်စကားပြောတက်တယ်စကားလုံးတစ်ခုပြောတော့မယ်ဆိုအင်္ဂလိပ်လိုရတရုတ်လိုရဗမာလိုရဂျပန်လိုရပြောလာစကားကဘာလို့ပြောရမှာမသိတော့မနေ့ကျတော့အီချီနိဆန်းလုပ်နေတယ်ညနေကျတော့ရေအောင်ဆန်းဆူသွားလုပ်တယ်နော်အဲ့တော့1 2 3 4ကလည်းသွားလိုက်သေးတယ်ဆိုတော့ဘယ်ဟာလုံးလို့လုံးဝမသိတော့အဲ့တော့အရွယ်မတိုင်ခင်မှာအုံနောက်ကိုဖွံ့ဖြိုးခွင့်မရဘဲနဲ့အလွန်အကျွံအသုံးချလိုက်တယ်ဒီပုဂ္ဂိုလ်တွေမှာ depression တွေဖြစ်လာစိတ်ကြယောဂတဲ့လောကရန်နဲ့ဘာမှရင်မဆိုင်ရသေးဘူးကျောင်းသားဘဝကလေးရရတယ်တိုးတက်လာတာဆိုးရုပ်ကုန်ရမ်းမလုံးနဲ့များတက်တိုင်းကောင်းတာမဟုတ်ဘူးတက်တလောက်ကလေးပိုင်မှုလို့လေရှင်းလားသဘောပေါက်သလားအဲ့ဒါသူများရောက်ကိုရှောက်ရောက်ကျမသားကကိုရီးယားစာသင်နေတာသွားငါသမီးလည်းသွားကိုရီးယားကျမသားအင်္ဂလိပ်စာ speaking သိကျွမ်းတာသွားဘယ်ကြောင်းလို့သိချင်းစိုးသိကုန်တော့ရှင်းလား
တို့ရွယ်နဲ့သူဖွံ့ဖြိုးခွင့်ဆိုတာရှိရတယ်အဲ့တော့ဘယ်ဟာကချမ်းသာတာမှန်းလဲမသိတော့ခက်နေတာပေါ့ပိုက်ဆံရှိတိုင်းကိုချမ်းသာယာရူးကြီးတိုင်းကိုအဲ့ဒါသဘောပါတယ်နော်ဒကာကြီးတယောက်ဦးဇင်းတို့ပြောဘူးလေဆုံးမဘူးလေဒကာကြီးလို့လောကမှာယာရူးထန်တန်တရနဲ့အများအကျိုးရှိမဲ့အလုပ်ဘယ်ဟာကတန်ဖို့ရှိတယ်ဒကာကြီးတပည့်တော်အတွက်တော့ယာရူးပဲဗျာသာတို့ခေါ်ခဲ့ရပါတယ်ဩသူသိချင်းစိုးသိတော့မဲ့လူပဲရှင်းသလားသဘောပေါက်သလားယာရူးထန်တန်တရဆိုတာမြဲသလားဥစ္စာဒနာဒီနေ့တော့ရမှရှိတဲ့ဟိုဘုကလေးတို့ဘာတို့အောက်ဘက်ကဒကာကြီးတွေအဆန်ဆက်ပိုင်းစီဆက်ပိုင်းစားဆက်ပိုင်းမလေးအရင်ကြော့လို့အခုတရောင်းသားဖြစ်ကိုမိသားစုလည်းမရှိပရိုဘလက်ဖြစ်ညာတိပြဿနာဘောကပြဿနာတွေနဲ့အကုန်ကြုံလောကရနဲ့ကြုံတော့ဒီနေ့သတိမနေ့ပြန်ကိုယ်ရှင်းလားဘာမြဲတယ်လဲသူစည်းစိမ်တွေမလူရဲမတန်းရဲမပေးရဲမကန်းရဲထားတာတွေရေထဲမျောသွားတော့ဘာမှတန်ဖို့မရှိလိုက်ဘူးလူလိုက်ရင်လူလိုက်တာသူ့အတွက်ရှင်းသလားအဲ့တော့ဥပါဒံလက်အောက်ကလွန်မြောက်နိုင်အောင်ကြိုးစားအကောင်းဆိုးခွဲတဲ့နေရာဥပါဒံမပါစေနဲ့အဲ့တော့မြန်မာလိုရိုးရိုးလေးပြောရင်ကိုယ်အကြိုက်နဲ့မကိုက်နဲ့ပါတယ်အမှန်တရားကိုရှာဖွေခြင်းနဲ့လောကမှာလူဖြစ်ကြိုးနှက်ခြင်းနဲ့ဘဝကိုတန်ဖိုးရှိခြင်းနဲ့ဆိုရင်အမှန်တရားရှာတဲ့လူဟာကိုယ်အကြိုက်နဲ့မကိုက်နဲ့အဲ့တော့ကိုကအဲ့တရားတွေကောင်းတော့ကောင်းပါလေဒါပေမဲ့ငါတော့မကြိုက်ဘူးကောင်းတယ်လည်းပြောသေးတယ်ငါတော့မကြိုက်ဘူးအခါလေဥဒုမင်္ဂလာလာပြောကြတယ်ရှင်ဗျာတရားဟောတာတော့ကောင်းပါလေဒါပေမဲ့လေသံကမှားလွန်းနေတရားဟောနေတာနဲ့မတူခပ်ပြော့ပြောတယ်မွေးကြတယ်ပြော့မွေးလာတဲ့ကောင်မဟုတ်ဘူးရှင်းသလားငါကပြုတ်ပြင်းရေးသမားဖြစ်တဲ့အတွက်မားကုန်မာမရမှာမကြိုက်မလားနဲ့ခဲတော့မင်းတို့ကြိုက်အောင်ဟောနေတာမဟုတ်ဘူးအမှန်သိအောင်ဟောနေတာရှင်းသလားဘယ်သူကြိုက်မှလိုက်လှုပ်လိမ့်မယ်တော့မဟုတ်ဘူးကိုကြိုက်တယ်လို့ကိုနေမှာပဲကိုကြိုက်တာကိုလှုပ်မှာပဲရှင်းလားကိုကြိုက်တာဆိုတာဘုရားရဲ့လမ်းညွှန်မှုနဲ့အတူဒီတရားအလုပ်တွေလုပ်နေဒါမှကျောင်းမှာကျောင်းဆောက်တယ်တပည့်တော်အတွက်ကျောင်းဆောက်အောင်မယ်မလာခဲ့နဲ့တပည့်တော်အမေအတွက်ကျောင်းဆောက်အောင်မယ်မလာခဲ့နဲ့သာသနာအတွက်ဆိုလာခဲ့ရှင်ဘုရားအဲ့လိုလုပ်ကျောင်းကပြီးကိုမပြီးနိုင်မပြီးချင်နေပါစေသာသနာမှာငါသက်သိထူအောင်မယ်ဘုန်းကြီးကျောင်းနဲ့ကျောင်းတော်ဆောက်ပြီးကျောင်းဝင်းတွေကကျောင်းကိုသောခပြီးအိမ်ပြန်သွားတယ်ဘုန်းကြီးတွေကကျောင်းဆောင်အပြန်နေစောင့်နေရရှင်းသလားလက်သက်မခံဒါတို့ဟာဘုရားရဲ့သားတော်တွေဖြစ်တဲ့အတွက်လောကရှေ့ဆောင်တာဖြစ်ရမယ်မင်းတို့လမ်းညွှန်တာတော့ဘာတစ်ခုမှမလုပ်နိုင်ရှင်းလားလမ်းညွှန်နိုင်အောင်အရေးချင်းရှိဖို့လဲကိုယ့်ကိုယ်ကိုစူးစမ်းထားတယ်အဲ့တော့လူလက်အောက်ကဘုန်းကြီးတော့မဖြစ်နိုင်ဘူးဘုန်းကြီးလက်အောက်ကလူတွေပဲဖြစ်ရသဘောပါလားငါတို့တော့ဘာမှ guide လုပ်ဖို့လာမစင်စားနဲ့မင်းတို့တဲ့တော်လို့ဆရာလို့သဘောပါလားအဲ့ဒါသိအရေးကြီးတာအဲ့တော့အားလုံးမှာတရားနာလဲဘယ်သူအကြိုက်နဲ့ guide ကိုယ်အကြိုက်နဲ့ guide အဲ့တော့ဦးဇင်းတို့ကတရားဟောတဲ့ခါကျတော့ခင်ဗျားတို့အကြိုက်ဟောရမှာလားအမှန်ပြောရမှာရှင်းသလားခင်ဗျားတို့အကြိုက်ဟောရင်အဲ့ဒီဘုန်းကြီးလည်းပြက်မယ်အဲ့ဒီတရားလည်းပြက်တောင်းဖို့ပေါ့ဗျာတရားနာနေတယ်ဟိုဇာတိကံတရားလိုမျိုးနာပြီးသူတို့ပါပြောတယ်ဟာတရားလေးကကောင်းလိုက်တာငါအပြီးကြတော့ငိုးကိုငိုးရောတရားနာပြန်လာတာဘာဖြစ်ငိုရတယ်ဆိုတာဒေါသသောကပရိတွေကပွားသွားတာအဲ့ဒါတရားနာတာမဟုတ်ဘူးအမတရားနာလာတာရှင်းသလားတရားနာပြီးရင်အသိပညာတိုးတက်လာမယ်ငြိမ်းအေးလာမယ်ကြည်လင်လာကိုဘာလုပ်ရမလဲဆိုတဲ့အဖြေထွက်လာရှင်းလားဒီအင်္ဂုတ္တပါဠိတော်ကြီးကလာတဲ့ပုဂ္ဂိုလ်၄မျိုးပဲထပ်ပြောနော်အတ္တတုတ်တို့ဘာတို့သူကနာမည်အများကြီးရှိတယ်ဒီတုတ်ကတုတ်90လောက်ကသဘောတရားတူနေတဲ့အတွက်ဘာတုတ်လို့တော့နာမည်မတတ်ဘူးပုဂ္ဂိုလ်၄မျိုးဟုတ်ပြီနော်အဲ့ဒီပုဂ္ဂိုလ်၄မျိုးက1လူယုံမှာတစ်မျိုးဗါလဲနှစ်ကလူယုံမှာထက်ယုံမှာတဲ့ပုဂ္ဂိုလ်တစ်မျိုးလူယုံမှာတဲ့
သုံးကသူတော်ကောင်းကတစ်မျိုးသုံးကပါလေလေးသူတော်ကောင်းထက်ကောင်းတဲ့ပုဂ္ဂိုလ်ကတစ်မျိုးပုဂ္ဂိုလ်ဘယ်နှမျိုးလဲဒါအင်္ဂုတ္တပါဠိတော်ကြီးမှာလာတယ်အဲ့ဒီသုံးမျိုးကိုစီးနေတဲ့320လောက်ရှိအဲ့တော့အဲ့ဒီထဲကနေမှဦးဇင်းတို့ဒီနေ့ပြောနိုင်တဲ့လောက်ကလေးပေါ့ပြောရင်းနဲ့အားလုံးနားလည်နိုင်မဲ့လမ်းကြောင်းကိုသွားချိတာအဲ့တော့ပုဂ္ဂိုလ်နံပါတ်1ကပါလေလူယုံမှာတစ်မျိုးနေ့ကလူယုံမှာတဲ့ကိုယုံမှာတဲ့ပုဂ္ဂိုလ်တစ်မျိုး3 4အားလုံးပြောပါပုဂ္ဂိုလ်ဘယ်နှမျိုးလဲအဲ့တော့จิตသားတို့တဲ့လောကမှာပုဂ္ဂိုလ်၄မျိုးရှိတယ်ကွာပထမမျိုးကလူယုံမှာကွာဒုတိယတစ်မျိုးကလူယုံမှာထက်ယုံမှာတဲ့လူလို့ခေါ်တယ်ကွာတတိယတစ်မျိုးကသူတော်ကောင်းလို့ခေါ်တယ်သရုပ်ထတစ်မျိုးကတော့သူတော်ကောင်းထက်ကောင်းတဲ့ပုဂ္ဂိုလ်ဆိုပြီးလောကမှာအတန်းစား၄မျိုးရှိတယ်ဟေးဘေးကနေရှင်အနန္ဒမှန်ပါဗျာအဲ့ဒါတွေရှင်ပြပြောမှဟောမှသိရမယ်ကာလဖြစ်တဲ့အတွက်အဲ့ဒီပုဂ္ဂိုလ်၄မျိုးဟာဘယ်လိုပုဂ္ဂိုလ်တွေဆိုတယ်ဆိုတာလေးထပ်ပြီးရှင်းပါဦးဗျာဘေးကထပ်တောင်းပန်တော့ဗျာအေးမှတ်တာလူယုံမှာဆိုတာကတဲ့တို့အသက်သတ်လိရှိတဲ့ပုဂ္ဂိုလ်လူယုံမှာမဟုတ်လေနှစ်သူဥစ္စာခိုးလိရှိတဲ့ပုဂ္ဂိုလ်ဟာလူယုံသုံးသူများသားမယားပြင်မာစော်ကားလိရှိတဲ့ပုဂ္ဂိုလ်ဟာလူယုံလေးမူသာပြောတဲ့ပုဂ္ဂိုလ်ဟာလူယုံပါမူသာစကားပြောတယ်ကြမ်းတမ်းတဲ့စကားပြောတယ်ရှင်းတယ်နော်ဂုံတိုက်တဲ့စကားမုသာဝါဒဆိုရင်လိန်နာတစ်ခုတည်းမတွက်နဲ့ကြမ်းတမ်းတဲ့စကားပြောဆိုခြင်းဂုံတိုက်တဲ့စကားပြောဆိုခြင်းလိန်ညာပြောဆိုခြင်းတိမ်ဖြင်းပေါက်ပြက်သောစကားပြောဆိုခြင်းကိုယ့်ကိုယ်ကိုလူဖြစ်ကျိုးနှံ့အောင်ကျင့်တော့မယ်ဆိုအဲ့ဒါလေးသတိထား